Fixed Glass Panel တွေကိုအဆောက်အဦတွေမှာတက်ဆင်ရခြင်းရဲ့အဓိကရည်ရွယ်ချက်ကပါလဲ Fixed Glass Panel ဆိုတဲ့အတွက်အဖွင့်ပိတ်လို့မရနိုင်ပေမဲ့လည်းအလင်းရောင်ရရှိမှုကိုတော့ကောင်းစွာအထောက်အကူဖြစ်စေပါတယ်Fixed Glass Panel များကိုအသုံးပြုပြီးအဆောက်အဦရဲ့ပုံစံကိုလည်းလိုသလိုပုံဖော်နိုင်ကြပါတယ်ဥပမာအားဖြင့်အထက်မြင့်အဆောက်အဦများအတွက် Curtain Wall Panel ဘာသာရေးဆိုင်ရာအဆောက်အဦများအတွက်အခုံးအရွှန်စတဲ့ဒီဇိုင်းများအပြင်အယောင်ပါတဲ့မှန်များကိုလည်းအသုံးပြုအလှဆင်ကြပါတယ်Fixed Glass Panel များအနေနဲ့နေရောင်မှာပါဝင်တဲ့ UV rays များကိုကာကွယ်နိုင်တဲ့ကုတ်တင်များအပြင်အပူထိန်းနိုင်တဲ့ insulation glass များကိုအသုံးပြုပြီးလျှပ်စစ်ဓာတ်အားအသုံးပြုမှုကိုလည်းလျှော့ချနိုင်ပါတယ်။ဘဟုသုတတစ်ခုအနေနဲ့ကမ္ဘာအမြင့်ဆုံးအဆောက်အဦဖြစ်တဲ့ Burj Khalifa အဆောက်အဦကိုလည်းမှန်များနဲ့အလှဆင်ထားပြီးတက်ထားတဲ့မှန်နဲ့အလူမီနီယံတွေဟာဆိုရင် condensation on the glass facade system ကိုအသုံးပြုထားတဲ့အတွက်တစ်နှစ်ကိုရေဂါလန်15တန်းခန့်စုဆောင်းနိုင်ပြီးတစ်ဖက်တစ်လမ်းမှာလည်းရေအတွက်ကုန်ကျငွေကိုရွှေ့တာနိုင်ပါတယ်။နောက်တစ်ပတ်မှာဆိုရင်အလူမီနီယံဖွင့်တကားအမျိုးအစားတွေအကြောင်းကိုထပ်မံပြပြပေးသွားမှာဖြစ်တဲ့အတွက်စောင့်မျှော်ပေးကြပါဦးရှင်။